လုံခြုံရေးအတွက်ငါတို့ရှိခါကွယ်မယ်ခါကွယ်မယ်ကြိုတင်တားဆီးရန်သူကိုခြေအခမ်းကစုံစမ်းစေတုံ့ပြန်မယ်အမြန်ဆုံးဟာစီသက်သေးကိုရှာစံသက်ခါရှာ